အားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုလေးမှာကျွန်တော်တို့ shoe joshi ဆိုတဲ့ particle လေးတွေအကြောင်းကိုလေ့လာကြည့်ကြရအောင်เนาะဆိုတော့ဒီเนาะခေါင်းစဉ်တင်ထားတယ် shoe joshi เนาะ shoe joshi ဆိုတာကကြတော့ကျွန်တော်တို့လေဘယ်လိုအဓိပ္ပာယ်လဲဆိုတာကိုမပြောခင်မှာကျွန်တော်အရင်တော့လေ particle လေးတွေလေ့လာခဲ့ပူတယ်เนาะဘယ်လိုဟာတွေလေ့လာခဲ့ပူလဲဆိုလို့ရှိရင် ni wa de o no စသဖြင့်เนาะကျွန်တော်တို့တွေလေ့လာခဲ့ပူတယ်ဟိုเนาะကျွန်တော်တို့ N5 level လောက်မှာစတင်ကြရလေเนาะဝါတာရှိဝါဘယ်သူဖြစ်ပါတယ်ပေါ့เนาะနီဟွန်တဲ့ဟာတရိုက်တဲ့ must ပေါ့เนาะဂျပန်မှာအလုံးလုံးနေတဲ့တဲ့ဆိုတဲ့ဟာလေးတွေ particle လေးတွေကျွန်တော်တို့သုံးခဲ့တယ်เนาะအဲ့ဒါလေးတွေကိုကျွန်တော်က Joshi လို့သုံးတယ်ဒီနေ့ပြောပြခြင်းနဲ့ဒီနေ့ရှင်းပြပေးခြင်းနဲ့အကြောင်းအရာလေးကကြတော့ shoe Joshi ဆိုတဲ့အကြောင်းအရာလေးဖြစ်ပါတယ်ဆိုတော့ shoe Joshi ဆိုတာကိုကျွန်တော်ကเนาะရှင်းပြမယ်ဆိုလို့ရှိရင် shoe ဆိုတာကြတော့လေနောက်ဆုံးဆိုတဲ့စကားလုံးလေးเนาะဒီမှာနောက်ဆုံးเนาะ Joshi ခုန particle လေးတွေပြောတာအဲ့တော့သူ့ကိုကျွန်တော်ကအလွယ်တကူဘာသာပြန်မယ်ဆိုရင်နောက်ဆုံးပိတ်စကားလုံးနောက်ပိတ်စကားလုံးလေးတွေဆိုပြီးတော့မှကျွန်တော်ကဘာသာပြန်ထားရပေါ့နော်နောက်ပိတ်စကားလုံးလေးတွေကြားဘူးလေးရmina san ယောတို့နဲတို့ယောနဲတို့ဟုတ်လားနာတို့နောက်ကဆိုးတို့ဇဲတို့เนาะဒီလိုတွေလေ့လာခဲ့ပူပါပြီဒီနေ့ဗီဒီယိုလေးမှာတော့ကျွန်တော် part 1ပေါ့နော်၄မျိုးကိုကျွန်တော်ဒီနေ့ဗီဒီယိုလေးမှာရှင်းပြပေးမယ်နောက်ထပ်ဗီဒီယိုမှာကျွန်တော်နောက်ထပ်၄မျိုးလောက်ပေါ့နော်ထပ်ပြီးတော့မှရှင်းပြပေးဖို့ရှိပါတယ်ဆိုတော့ဒီနေ့၄မျိုးလေးကိုကျွန်တော်တို့အတူတူလေ့လာကြည့်ကြရအောင်နော်ကျွန်တော်တို့လေဟိုအရင်တော့လေ့လာခဲ့ပူတဲ့ဒီ particle တွေလိုမျိုးပဲနောက်ဆုံးပိတ်ကလေးမှာနော်သုံးမဲ့စကားလုံးလေးပါဆိုတော့သူ့ရဲ့အဓိပ္ပာယ်လေးကိုကျွန်တော်ကနော်အနှစ်ချုပ်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်နံပါတ်1ကကြတော့လေအတီးပြူတာနော်ဒီစကားပြောတဲ့အခါမှာပေါ့နော်တခုခုနဲ့ပတ်သက်ပြီးတော့အတီးပြုတ်ခြင်းတဲ့အကြောင်းအရာခက်ခွန်းလုပ်ခြင်းတဲ့အကြောင်းအရာလေးတွေနော်အဲ့ဒါကိုပြောခြင်းတဲ့အခါမှာဒီ shoe joshi လေးတွေထည့်ပြီးတော့မှသုံးတယ်ပေါ့နော်နောက်တစ်ခါမေကွန်းလေးတွေမေးတဲ့အခါမှာနော်မေကွန်းလေးတွေမေးတဲ့အခါမှာသုံးတယ်နောက်တစ်ခါပြောလိုက်တဲ့စကားရဲ့နော်ပျော့ပြောင်းမှုတွေပြင်းထန်မှုတွေဒါတွေကိုဖော်ပြတဲ့အခါမှာသုံးတယ်လို့ကျွန်တော်တို့မှတ်လို့ရပါတယ်နော်ပြန်ပြောမယ် shoe joshi လေးတွေဒီကိုပြောလိုက်တဲ့စကားရဲ့နော်စိတ်နေသဘောထားဖော်ပြတယ်ဘယ်လိုဟာမျိုးလေးတွေလဲအတီးပြုတ်ခြင်းနဲ့စိတ်နေသဘောထားလေးတွေနောက်တစ်ခါမိကုန်းနော်ကိုသိခြင်းတဲ့အကြောင်းအရာလေးတွေနောက်တစ်ခါပြောလိုက်တဲ့စကားရဲ့စာကြောင်းလေးရဲ့အတန်တွေနော်ပျော့ပြောင်းမှုစိတ်နေသဘောထားပျော့ပြောင်းမှုနောက်တစ်ခါစိတ်နေသဘောထားပြင်းထန်မှုနော်ခိုင်မာမှုတွေကိုဖော်ပြခြင်းတဲ့အခါမှာဒီ shoe joshi လေးတွေထည့်ပြီးသုံးတယ်လို့ကျွန်တော်တို့မှတ်လို့ရတယ်ပေါ့နော်โอเคအဲ့ဆိုလို့ရှိရင်ပထမဆုံးတစ်လုံးနော်ဒီမှာနံပါတ်1ရောဆိုတဲ့စကားလုံးလေးကိုစပြီးတော့မှကျွန်တော်တို့အတူတူလေ့လာကြည့်ကြရအောင်နော်ရောဆိုတဲ့ဟာကိုလေmina san တော့ဟိုးရင်တော့လေရောဆိုရင်လေးဆိုပြီးတော့ဘာသာပြန်လိုက်တယ်နဲဆိုလို့ရှိရင် no ဆိုပြီးတော့ဘာသာပြန်လိုက်တယ်ဟုတ်လားအဲ့ဒီဟာတွေဒီဟိုအင်မတန်မှနော်ဟိုနားလေရလွယ်ကူပြီးတော့မှမှတ်ရလဲလွယ်တယ်ပေါ့နော်အင်မတန်ကောင်းတဲ့မှတ်နည်းလေးဖြစ်တယ်တိုးတော့ကျွန်တော်တို့ဂျပန်စာပြန်ပြီးတော့သင်မဲ့ဆရာဆရာမတွေတော့လည်းကောင်းနော်ထက်တဲ့ဝင်လေ့လာခြင်းတဲ့သူတွေဆိုလို့ရှိရင်တော့အဲ့လိုမျိုးလေးတို့နော်တို့နဲ့မပြေဆုံးဘူးလေနော်ဆိုတော့ဘလို့အဓိပ္ပာယ်လေးနဲ့ပြောရလဲဆိုတာကိုဒါထက်တဲ့ဝင်သိထားဖို့လဲလိုတယ်ပေါ့နော်အဲ့တော့အတူတူလေ့လာကြည့်မယ်နံပါတ်1ရောဆိုတဲ့ဟာလေးကိုကြည့်ကြည့်ရအောင်နော်ရောဆိုတဲ့ဟာလေးကဘလို့နေရာမှာသုံးတာလဲကဲအဲ့ဆိုလို့ရှိရင်ဒီဥပမာစာကြောင်းလေးကြည့်ရအောင်နော် ikuyo ဒီရောလေး ikuyo နံပါတ်တော့ဒုတိယစာကြောင်းလေးကြည့်အောင်ကိုတွေဝဒိုင်းကြည့်တာရောဒီရောလေးနော် ikuyo ikimasu တွားတယ် ikuyo ရောလေးထည့်လိုက်တယ်ဘလို့အဓိပ္ပာယ်လေးဖြစ်သွားမယ်ဟုတ်ပြီနော်အဲ့နေရာမှာစာကြောင်းရှိတယ်စာကြောင်းရှိရနော်စာကြောင်းဒီတာ grammar pattern နဲ့ဆက်ထားတယ်ပေါ့နော် grammar pattern ရဲ့ဒီ grammar ရဲ့အဓိပ္ပာယ်ကိုဖော်ပြချင်တာထက်ပြောလိုက်တဲ့စကားရဲ့စိတ်နေတဲ့ဘောတာကိုဖော်ပြချင်တယ်လို့မှတ်ပြရမယ်ပြန်ပြောမယ်နော်တဒါရဲ့အဓိပ္ပာယ်ကိုဖော်ပြချင်တာထက်ပြောလိုက်တဲ့စကားရဲ့စာကြောင်းလေးရဲ့စိတ်နေသဘောထားကိုဖော်ပြတယ်လို့ကျွန်တော်တို့မှတ်ပြရမယ်ဟုတ်ပြီနော်အဲ့တော့ ikuyo သွားမယ်လေးလို့ပြောလို့လည်းမရသေးဘူးဟုတ်ပြီနော်ဘယ်လိုမျိုးပုံစံလေးနဲ့ပြောတာလဲဆိုလို့ရှိရင်情報をはっきり伝えるเนาะအဲ့တော့ပြောမယ်เนาะဒီမှာဆိုလို့ရှိရင်はっきりဒီနားလေးမှာရေးလိုက်မယ်เนาะはっきり伝えたい時に使いますအဲ့တော့はっきり伝えたいเนาะကိုပြောချင်တဲ့အကြောင်းအရာလေးတွေကိုတစ်ဖက်လူเนาะဒီ information ကိုတိတိကျကျနဲ့လေပြောပြစေချင်တာသိစေချင်တာအတီးပြုတ်စေချင်တာဟုတ်ပြီနော်ပြန်ပြောမယ်နော်ဟာကီဒီစတိုင်တိုင်းဆိုတာတိတိကျကျနဲ့နော်
ပြက်ပြက်သားသားနဲ့စတိုင်းတိုင်းသိစေခြင်းတယ်ပြောပြခြင်းတယ်ဟုတ်ပြီနော်အဲ့တော့နော်အတီးပြုတ်တယ်ဆိုတဲ့ပုံစံမျိုးလည်းပြောလို့ရတယ်လို့နော်တိတိကျကျနဲ့သွားမယ်လေသွားမယ်ဟေ့သွားကြမယ်လေစသဖြင့်ပေါ့နော်မြန်မာလိုကြတော့ကျွန်တော်တို့တင်တယ်လို့လိုက်ပြီးတော့ဘာသာပြန်မှာအဲ့လိုအဓိပ္ပာယ်လေးကိုမှတိတိကျကျနဲ့ကိုပေးခြင်းတဲ့ information ကိုကောင်းကောင်းပေးခြင်းတာပေါ့နော်ဒါမျိုးလေးမှတုံးတာပါဒုတိယစာကြောင်းခိုးရဲဝဒိုင်းကြည့်တာရောဒီဟာကအရေးကြီးတယ်နော်ဒီရောလေးဆိုပြီးတော့ပြန်လို့လည်းမရပြန်ဟုတ်တယ်နော်ဒီဟာအရေးကြီးရနော်ဘာလို့တာလဲသိစေချင်တာဒါအရေးကြီးတယ်ဆိုတဲ့အကြောင်းသိစေချင်တာဟုတ်တယ်နော်နောက်တစ်ခါအကြံပေးချင်တာအကြံပေးချင်တဲ့စိတ်ကလေးလည်းပါတာပဲဒီထဲမှာဟုတ်တယ်နော်အကြံပေးချင်တာနော်ဒီဟာလေးအရေးကြီးတယ်ကောင်းအောင်နော်တိတိကျကျလည်းသိစေချင်တယ်အကြံပေးတဲ့ပုံစံမျိုးလေးနဲ့လည်းပြောတယ်အဲ့တော့ဒီနှစ်ကြောင်းကိုပြန်ပြီးတော့အနှစ်ချုပ်ပြီးပြန်ပြောမယ်ဆိုရင် Hakiri style တိုင်းတိတိကျကျနဲ့ကိုယ့်ရဲ့ information ကိုပေးချင်တာမျိုးနော်သိစေချင်တာမျိုးပြောတဲ့အခါမှာဒီရောဆိုတဲ့ဟာလေးကိုထည့်ပြီးတော့သုံးတယ်လေလို့ဘာသာပြန်တာတော့မဟုတ်ဘူးမြန်မာလိုကြတော့ဒီလိုတိတိကျကျသိစေခြင်းနဲ့အကြောင်းအရာလေးကိုဘာသာပြန်ပြီးတော့ပြောလိုက်တာပဲရှိတာဟုတ်တယ်နော်ဟေးသွားမယ်ဟေးဟုတ်တယ်နော်ဒါရေးကြီးရဲ့လေဒါရေးကြီးရဲ့နော်အဲ့လိုလေးပြောတာပါနော်အဲ့တော့ရောဆိုတဲ့ဟာလေးဒီ Hakiri style တိုင်းဆိုပြီးတော့ကျွန်တော်မှတ်လို့ရှိရင်အဆင်ပြေပါပြီရမယ်နော်အဲ့ဆိုနဲ့သွားကြည့်အောင်ဒီမှာပထမစာကြောင်းလေးကြည့်အောင်အစိနဲ့အစတာအောနဲ့အစိပူတယ်နေလေးထည့်လိုက်တယ်ပူတယ်ဆိုတဲ့ဟာလေးပေါ့နော်နောက်တစ်ခါအစတာမနှက်ပြန်အာယိမဆိုတာတွေ့တာအာအိုနဲ့တွေ့ကြဆိုမနှက်ပြန်တွေ့ကြဆိုနော်အနေကိုမနှက်စံတော့အရင်တော့ပြောတယ်နော်ဆိုပြီးဘာသာပြန်ခဲ့ဘူးလေနော်ဒါပေမဲ့ဒီမှာကြတော့လေဘလို့အထိပ္ပယ်လေးဆိုတော့တစ်ဖက်လူနဲ့သဘောတူညီမှုကိုရယူတာပြန်ပြောမယ်နော်တစ်ဖက်လူနဲ့သဘောတူညီမှုကိုရယူတာနော်နောက်တနည်းအားဖြင့်ဆိုလို့ရှိရင်ဒါသူ့ကိုပြန်ပြီး confirm ပြန်လုပ်တဲ့ပုံစံမျိုးလေးပေါ့နော်အတီးပြုတ်တဲ့ပုံစံအတီးပြုတ်တဲ့ဆိုတဲ့ပုံစံမျိုးလေးလည်းပါတယ်ပေါ့နော်အတီးပြုတ်တဲ့ခါကူနဲ့လုပ်တယ်နောက်တစ်ခါအနှစ်ချုပ်ပြီးမှတ်မယ်ဆိုလို့ရှိရင်တစ်ဖက်လူနဲ့သဘောတူညီမှုရယူတာအဲ့တော့မင်းလည်းအဲ့လိုမထင်ဘူးလားပေါ့နော်မင်းလည်းအဲ့လိုမထင်ဘူးလားအဲ့တော့ဒီနေရာလေးမှာဒီလိုလေးမှတ်လို့ရတယ် so omoimasen ka အဲ့လိုမထင်ဘူးလားဒီမှာကြည့်အစိနဲ့မောအစိနဲ့ငါလဲအစိနော်ပူတယ်လို့ခံစားရတယ်မင်းအဲ့လိုမခံစားအောင်ဟုတ်တယ်နော်အတီးပြုတ်လိုက်တာငါထင်တယ်လို့ပဲငါခံစားတယ်လို့ပဲမင်းလဲအဲ့လိုခံစားရမယ်ထင်တယ်အတီးပြုတ်တာမျိုးနော်ပြီးနောက်တစ်ခုကကျတော့သဘောတူညီမှုရယူတာငါကပူတယ်လို့ခံစားရင်မင်းလဲပူတယ်လို့ခံစားရကောင်းခံစားရနိုင်တယ်ငါတို့နှစ်ယောက်ရဲ့အတွေးတွေကတူနေတယ်ငါတို့ခံစားရတယ်ဒါချင်းတူနေတယ်ဆိုတဲ့အတိတ်ပဲလေးဖြစ်သွားတာပေါ့နော်အဲ့တော့အဆွေနဲ့ငါလဲပူတယ်မင်းလဲပူတယ်မှတ်လားနော်သဘောတူညီမှုရယူတာနောက်တစ်ခုအစတာအောနဲ့မနေ့ကတွေးမယ်နော်မနေ့ကတွေးဖို့နော်ချိန်သားမျိုးလေးဖြစ်ကောင်းဖြစ်နိုင်တယ်အဲ့တော့ငါတွေးဖို့ရှိတယ်မင်းရောမင်းလဲမနေ့ဖြန်ကိုဟာလားတွေးဖို့အတွက်ကိုတတိပေးလိုက်တာမျိုးအတိပြုလိုက်တာမျိုးเนาะကိုပြောချင်တဲ့အကြောင်းအရာကိုထင်တဲ့အကြောင်းအရာကိုတစ်ဖက်လူနဲ့သဘောတူညီမှုရယူလိုက်တယ်ဆိုတဲ့အတိတ်ပဲလေးဖြစ်သွားတာပေါ့เนาะအဲ့တော့အနှစ်ချုပ်ပြီးပြန်ပါမယ်နဲဆိုတာဒီ so omoimasen ka တနည်းအားဖြင့်တစ်ဖက်လူနဲ့เนาะသဘောတူညီမှုရယူတယ်အတိပြုတယ်ဆိုတဲ့အတိတ်ပဲလေးမှာသုံးလိုက်တာဘာသာပြန်တဲ့ခါကျရင်ပူလိုက်တာကွာမနေ့ကတွေးကြမယ်နော်မနေ့ကတွေးကြမယ်ဟေ့ဒါမျိုးလေးနဲ့ကျွန်တော်တို့ပြောတယ်ဆိုတဲ့ပုံစံလေးဖြစ်သွားတာပေါ့နော် no ဆိုတဲ့ဟာလည်းမဟုတ်ပြန်ရမယ်နော်โอเคအဲ့ဆိုရင်နံပါတ်3နာစာကြောင်းလေးဖတ်ကြည့်အောင်ခီဒိဒါနာမိုအီကူနာနော်တွားကြတော့လေအဲ့နာဆိုတဲ့ဟာလေးဒီနောက်ဆုံးပိတ်စကလုံးလေးနော်ရှူဂျော်ရှီလေးသုံးတာဘလို့တိတ်ပဲလေးဖြစ်သွားလဲဆိုတော့နော်ပြောတဲ့လူရဲ့စိတ်ခံစားချက်ထင်မြင်ချက်အဲ့တော့ဒီຢာလေးကိုကျွန်တော်ကဒီလိုလေးပဲရေးလိုက်မယ်ထင်မြင်ချက်ပေါ့ပြောတဲ့လူရဲ့ထင်မြင်ချက်ပြောသူရဲ့ထင်မြင်ချက်လို့ကျွန်တော်မှတ်လိုက်မယ်နော်ပြောသူရဲ့ထင်မြင်ချက်ခိရိဒါနာလှလိုက်တာနော်လှလိုက်တာကွာမိုက်တယ်ကွာလှတယ်ဒါမျိုးလေးကိုပြောတာနော်ပြောသူရဲ့ထင်မြင်ချက်ကိုပြောတာအရှိပေါ့နော်ထင်မြင်ချက်ခိမိုဂျီလို့လည်းပြောလို့ရတယ်မိုအီကူနာဟဲသွားပြီလားနိုင်ငံခြားသွားပြီလားတဲ့နော်မိုအီကူနာနော်နားဆိုတဲ့ဟာလေးကိုထည့်ပြီးသုံးလိုက်တဲ့အခါကျတော့လေဟဲသွားပြီလားသူကိုထင်တဲ့ပုံစံမျိုးကိုယ့်ရဲ့ထင်မြင်ချက်ဒီကိုယ့်ရဲ့စိတ်ခံစားချက်ဒီနော် तू သွားပြီလားဆိုတဲ့ဟာမျိုးလေးကိုစိတ်နေသဘောထားလေးနဲ့ပြောလိုက်တယ်ဆိုတဲ့ပုံစံလေးပေါ့နော်ခန်းတိုးလို့လည်းသုံးတယ်ပေါ့နော်ခန်းတိုးဆိုတာဒီကိုယ့်ရဲ့စိတ်ခံစားချက်စိတ်လှုပ်ရှားမှုဒီထင်မြင်ချက်တွေပါတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားတာပေါ့ဟုတ်ပြီနော်ဒီနားလေးကကြတော့လေကျွန်တော်တို့ယောက်ျားလေးတွေအများဆုံးသုံးတယ်လို့မှတ်လို့ရှင်းလဲအဆင်ပြေတယ်ပေါ့နော်
မိန်းကလေးလည်းမသုံးလားဆိုတော့သုံးတယ်ယောက်ျားလေးတွေအများဆုံးသုံးတယ်ပြောလို့ဆိုရင်လည်းယောက်ျားပူဆန်နေဆိုတဲ့ပုံစံဖြစ်သွားပါတော့။ Okay နောက်ဆုံးတစ်ခုနံပါတ်4ဇိုးဇဲဆိုတာလေးကိုလေ့လာကြည့်ကြရအောင်နော်။နံပါတ်1ဤခုဇိုးဇိုးရှုကြော်ရှိလေးစကားလုံးအပိတ်လေးနော်စိတ်နေတဲ့ဘောတာဘာကိုပေါ်ပြလဲပြင်ပြောမယ်။ဟာယကုစုရဇဲဟာယကုစုရဇဲဟာယကုစုရဇဲနော်ဇိုးဇဲဘယ်လိုလေးသုံးတာလဲဆိုတော့စကားပြောလိုက်တဲ့ဒီပြောလိုက်တဲ့ဟန်ပန်အမူအရာသည်ဇယိုကြီးဖြစ်တယ်ရေးလိုက်မယ်နော်ဇယိုကြီးနောက်တစ်ခါခိုင်မာတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်မမထန်ထန်ပြောတာယောက်ျားလေးအများဆုံးသုံးတယ်ဟုတ်ပြီနော်သူဒီရှင်းတယ်ဇယိုကြီးဖြစ်တယ်ယောက်ျားလေးအများဆုံးသုံးတယ်ခိုင်မာတယ်မမထန်ထန်ဖြစ်တယ်ဆိုတဲ့ပုံစံမျိုးဘာသာပြန်ကြည့်မယ်ဆိုလို့ရှိရင်သွားမယ်ဟေးသွားကြမယ်လေပြင်းတယ် तू ကနော်မာတယ်ယောက်ျားလေးတုံးတာများတယ်ဇယိုကြီးဖြစ်တယ်မြန်လောက်လေကွာမြန်လောက်ဟေ့ကြားတယ်မြန်လောက်ဒါမျိုးလေးကိုခက်မလေးပြောတာဟုတ်ပြီနော်အဲ့ဆိုရင်ဇိုးတို့ဇဲတို့ဆိုတာဒီလေရှုကြော်ရှိတယ်မှာပါတယ်ပေါ့အဲ့တော့မင်းသားစံတို့သိတဲ့ယော်နဲနေမဟုတ်ဘူးနားဆိုတဲ့ဟာလေးတွေဇိုးဇဲဒါလေးတွေလေကျွန်တော်တို့ရှုကြော်ရှိတယ်မှာပါတယ်ဆိုတာကိုမှတ်ထားရမယ်ပေါ့နော်ဆိုတော့နောက်ထပ်ဗီဒီယိုမှာနောက်ထပ်ဒုတိယပိုင်းကိုလည်းထပ်ပြီးတော့မှရှင်းပြပေးပါဦးမယ်လောလောဆယ်ဒီဟာလေးကိုပဲမှတ်ထားပေးပါဦးเนาะအားလုံးဘုံတူတာရမယ်လို့ထင်ပါတယ်ဆိုတော့နောက်ထပ်ဗီဒီယိုမှာဆက်တွေ့ကြမယ်เนาะ皆さんお疲れ様です